လို့တချင်းနားထောင်ခြင်းတချင်းနားထောင်ရင်ဒီမှာတော့ဘာပဲရှိလဲဆင်းရဲမယ်ရိုစီကျင်းမြောင်းမယ်ဆင်းရဲမယ်ရိုစီကျင်းမြောင်းမယ်လို့ပြောတယ်အဲ့ဒီဆင်းရဲမယ်ရိုစီကျင်းမြောင်းမယ်တချင်းနဲ့ခမည်းသမီးရဲ့ဝလီမာကိုကျင်းပမင်္ဂလာဆောင်ကျင်းပမင်္ဂလာဆောင်မှာတချင်းမဖွင့်မတာအိမ်တို့ကျင်းပါဆိုပြီးတချင်းနေအကျယ်ကြီးပွင့်တာမင်္ဂလာဆောင်အိမ်မှာရှိတဲ့လူစကားပြောတာတယောက်တော့အော်ပြောရတာဒီနားနဲ့ဒီနောက်အော်ပြီးတော့ပြောနေရတယ်ဘာဖြစ်လို့တချင်းဖွင့်တာလို့မင်္ဂလာဆောင်ဖြစ်တိုင်းတချင်းဖွင့်ရမယ်ဆိုရင်အဲ့ဒီတချင်းစီဆင်းရဲစီတချင်းစီစီဝါကျက်စီနေကာရဲ့ဘရကတ်နဲ့ချမ်းသာမှာဒါပေမဲ့သူဒီတချင်းဖွင့်လိုက်တဲ့ပုံမှာဘရကတ်ရောက်သွားတယ်ဆင်းရဲမှုနဲ့အဲ့ဒီဇုံတွဲရင်ဆိုင်ရဒါတစ်ချက်နောက်တစ်ချက်တချင်းနားထောင်ရင်ဟာဒီသ်မှာရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်ယုဘတုန်နီဖာကနှလုံးသားထဲမှာနီဖာကမူနာဖစ်ရဲ့ယောဂါတွေပေါ်တယ်တော့ဟိုဘက်ဒီဘက်ခွာတယ်ဟိုဘက်ဒီဘက်နှစ်ဖက်ချုံသုံးဖက်ချုံစမူစာဖြစ်တယ်တချင်းနားထောင်တယ်နှစ်ဖက်ချုံသုံးဖက်ချုံအကျင့်ဘာကြောင့်ဝင်လာလဲတချင်းနားထောင်တယ်တချင်းအောင်ပဲတချင်းအောင်မှန်လို့တချင်းအတွက်စာသားတွေသူတို့လောက်ကျဆက်ပြီးတော့တချင်းတစ်ခုဖြစ်လာအောင်ဆိုလိုက်တာလေတခါတလေမှတ်ထားတချင်းကလူကိုစီးရုံးလို့ရတယ်နော်တချင်းဆိုပြီးတော့ဆက်လိုက်တာအဲ့ဒီတချင်းနဲ့လူတွေကိုစီးရုံးလို့ရတယ်လူတွေကိုတိုက်ခိုက်လို့ရတယ်တခေါက်ပတရလာတော့ကားပေါ်မှာတချင်းဖွင့်လာလိုင်းကားပေါ်မှာတချင်းလေဒီခစ်ဒီခါရဟိုလိုစကားပြောလို့အော်ပြီးတော့ခုံခက်ပြီးအော်အပ်ပြီးဆိုတာဘာကောတယ်တစ်တော့ဟုတ်ဟစ်ဘောပါလားဟမ်ဟေးဟောအဲ့ဒီမှာဆိုတာရောက်ခမောက်ကိုပတ်ဆက်ပြောတာရောက်ခမောက်ကြီးကငါတို့ယောက်ျားဘာရှုပ်တယ်ဘယ်လိုလုပ်တယ်ဘာလုပ်တယ်ဝေးရောက်ခမောက်ဝေးပန်လာတာဟာဒီတစ်ချိန်နဲ့တော့တမက်တွေချွေးမတွေနားတော်လို့ရတော့အိမ်မှာလာဖွင့်ချွေးမအောင်ရောက်ခမောက်ရှိတယ်တမက်ကိုရောက်ခမောက်ရှိတယ်အဲ့ဒီတစ်ချိန်ဖွင့်ကြည့်ရောက်ခမောက်ကြီးနောက်ပေးရတယ်ဥစ္စာဆွဲပြီးလိုက်ပေါက်ဒီတစ်ချိန်ဘယ်သူဖွင့်လာလဲအဲ့လိုပတ်ဆက်ဝေးပန်လာဒီတစ်ချင်းကိုခလေးတွေနားထောင်ပြီးသူတို့လည်းတစ်ချင်းပုံစံနဲ့စုံပဲဆိုရင်တော့ရောက်ခမရောက်လာပြီးရောက်ခမလောင်းလို့တခြားရောက်ခမတို့တခြားလူကြီးတွေရှေ့မှာအဲ့ဒီတစ်ချင်းနောက်သူတို့ပြောင်းသူတို့နဲ့သွတ်ဆုပ်ပြမယ်ရမပြုတ်ဘူးလားအများကြီးစစ်တနာရှိတဲ့တစ်ချင်းကတစ်ချင်းနားမထောင်အောင်တစ်ချင်းမဆိုးအောင်တစ်ချင်းနားမထောင်အောင်အထူးသဖြင့်မင်္ဂလာကောင်နေကာရှာဒီဆိုတာကအီဘာဒတ်နေကာရှာဒီရဲ့အီဘာဒတ်မှာရှိုင်တာနီယတ်မပါရဘူးနေကာရှာဒီနေကာကိုတော့မစီဒီခံပလီမှာဆွနတ်နဲ့ညီလုံးလိုက်တယ်ဝစ်လာတဲ့ဒရိုတာဝစ်စားကလည်းဝဟီပြရိုက်တော်တာမပိတ်သေးရင်ဂျီဘရီလကသူ့စီလာပြီးဝဟီချပေးအောင်မှာအဲ့လိုဂျဘာရီကုဘာရီပဂရီနဲ့လာပြီးတော့နကာတောကဘိလတောတဘောတူပါတယ်တွားလိုက်တာနောက်နေ့စီဒိုးတာဘာဒိုးတာမှာပွဲထုတ်လို့အီဘလစ်ကပြန်ပြီးတော့စိတ်သာချသွားဒီမှာဂျီဘရီလကသူ့စီလာပဲပုံတယ်ဟိုမှာကအီဘလစ်ရဲ့အဖေဖြစ်သွားအဲ့ဒီလိုပုံစံပြောင်းသွားတာရှိုက်တန်ပုံဆိုတော့ပြီးတော့ဘာပါလဲစပြီးသရိုးသားသူတို့ပြီးရှောက်တယ်ကတီးလုံးပါတယ်တီးလုံးလေးနဲ့မြူးစစ်တယ်ရှောက်ဘူးလားအဲ့လိုဆောက်ဘူးလားအဲ့လိုဆောက်ခဲ့တာမဟုတ်ဘူးဒါနဲ့ကြည့်လိုက်အဲ့လိုဆောက်ခဲ့တောင်းပါဖတ်နောက်ဘယ်တော့မှတားခြင်းမြည်စေအဲ့လိုရှိုက်တာနီယတ်နဲ့ယဟူဒီယတ်နဲ့နဆရာနီယတ်နဲ့မဆောင်ရပါသေးနဲ့မျိုးတုံးလိမ့်မယ်မျိုးတုံးလိမ့်မယ်မွေးလာတဲ့ကလေးနေကာမှာတစ်ချင်းပါရင်မွေးလာတဲ့ကလေးဟာရမ်ဇာဒါမဖြစ်ပေမဲ့ဟာရမ်ဇာဒါတော့နေကာမပါပဲမွေးမှဟာရမ်ဇာဒါလို့ခေါ်ဒါပေမဲ့နေကာတော့ပါတယ်မင်္ဂလာဦးညမှာတစ်ချင်းနဲ့အဲ့ခံတို့ကြာဘူးတော့ဖိုးစိန်နာမှာတကယ်တစ်ချင်းကြည့်လိုက်ကျောင်းတွေမှာလှူတာလဲသူတို့ပဲဟိုမှာပေးတာလဲသူတို့ပဲပရိမှာလှူတာလဲသူတို့ပဲဒါပေမဲ့သမီးမင်္ဂလာဆောင်တော့ TV တွေနဲ့မတန်းနဲ့တခါတည်းအစိုးရတွေခေါ်ပြီးတော့ကခိုင်းတို့သားတို့သမီးမအေးရောထိုင်ပြီးကြည့်တော့ဆိုမဲ့အစိုးရကနို့တဝက်ဒီလိုအကွဲကြောင်းပေါ်ပြီးတော့ဆိုတာလေဆိုတော့တို့သားကသူ့တို့သမီးရဲ့ဟာကိုမကြည့်ရသေးဘူးအစိုးရဟာကိုကြည့်ပြီးတော့ तू ကဒီမှာဘာတွေဖြစ်နေပြီလဲမသိတွေးကြွတယ်တခါထပ်ပြီးတို့သမီးကလည်းသူ့ယောက်ျားဘာမှမသိသေးဘူးဟိုအစိုးရရဲ့အခုံတွေအကားတွေ body တွေအနေထားတွေကြည့်ပြီးတော့ तू လည်းစီးပြစ်တယ်အခန်းထဲရောက်တော့တို့သားလည်းသူ့တို့သမီးကိုတိတ်အာယုံမရှိပဲတဲ့အစိုးရကြီးအာယုံရောက်ပြီးနှစ်ပါးသွားတယ်
အောက်ကမိမလည်းသူ့ယောက်ျားစီအာယုံမရှိပဲတဲ့ဟိုအဆိုတော်အထီးစီသွားပြီးတော့လုံနေတာကိုလင်မရအာယုံကတစ်ဖက်ရောက်တော့အဲ့လိုကလေးတွေကိုမွေးလိုက်မြောက်လေးတွေလို့တချင်းနားတော်မီလို့တချင်းနားတော်မီဇနီးမောင်တော်ပေါင်းမင်းဆက်ဆက်တော့မင်္ဂလာဆောင်တွေမှာအဲ့ဒီတချင်းတွေပါတွေလေပွဲထုတ်သွားရင်အဲ့ဒီသရိုးသားသရိုးသမီးရဲ့သွေးမတတ်ဘူးညဒရေတဲမဲ့သွေးမတတ်ဘူးအဲ့ဒီမွေးတဲ့ကလေးတွေကအွမ်မတ်ကိုဒုက္ခပေးမဲ့ကလေးတွေဒါကြောင့်ခမရတို့သားတွေသမီးတွေကိုချစ်ရင်နောက်မျိုးသက်တစ်တွေတန့်ရင်ရှာဒီနိကာကိုအစ္စလာမ်ကမပြောထားလို့လားအစ္စလာမ်ကပုံမပြထားလို့လားအစ္စလာမ်ကနိကာလောက်မှပုံမရှိဘူးလားအင်္ဂလိပ်စီကခိုးချရအောင်ယဟူဒီစီကခိုးချရအောင်နိကာလောက်မှပုံမပြထားဘူးလားဝလီမာလောက်မှပုံမပြထားဘူးလားဒီပုံတွေပြဋ္ဌာန်းထားပါလေအစ္စလာမ်ဘာသာဝင်ဖြစ်ပြီးဘာလို့အင်္ဂလိပ်ကိုဆရာတင်ရတာဘာလို့အင်္ဂလိပ်ကိုဖေးတင်ရတာဘာလို့ယဟူဒီရဲ့ပုံစံနဲ့လောက်ရတာအဲ့တော့အဲ့ဒီလိုတွေရှိလာရင်ကျွန်တော်တို့နိကာတွေမှာလည်းဘရကတ်မရှိတော့ဘူးဒါကြောင့်အိမ်တွေမှာတချင်းမဖွင့်နဲ့နားမထောင်နဲ့အဲ့ဒါဒီဆင်းရဲတတ်တဲ့ရိုဇီရိတ်ခါကျင်းပြောင်းတတ်